မန္တလေးတိုင်းဒေသကြီးတကွန်တိုင်ရက်ကွက်မိုးထီအောင်စီသာသနာရိပ်သာဓမ္မယုံတော်ကြီးအတွင်ရှင်ကျင်းပပြုလုပ်အပ်သည်ကဆုံလာပြီဗုဒ္ဓနေ့ဓမ္မသဘင်အခမ်းအနား၌ဥဆိုဝင်တော်နန်းဆိုင်ဆောင် BEC ပညာရေးမိသားစုဥမောင်ကိုတော်ဆန်းဆန်းအေးအောင်စုမိသားစုဥဝင်းမြင့်ဦးရွှေမိထက်တင်မိသားစုတို့၏အမတဒါနဓမ္မဒါနဖြစ်ဖြစ်ဟောကြားအပ်သောပဋိစ္စသမုပ္ပါဒ်နှင့်ဝိပဿနာတရားဒေသနာတော်ဒီကနေ့ညတပါးသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာဂုဏ်ကိုအာယုပြုကတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိအပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတ္တယောနာထောဝိနိယအများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထအမြင်ညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်အသင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရေအတွက်တိုင်းတာဖော်ပြခြင်းကမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥ္စာတဲ့ချစ်လက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ញင်းကြီးဟုကျက်တိထဝယ်ငါးသွဲအစုအလုံးခဲရင်သောအမှုတို့ကိုကရောတော်ဘုရားဖြစ်ရန်ဤတန်ကြိုးကုတ်အားထုတ်တော်မူရသည်ဖြစ်၍ခေရန်လှချင်းမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပြမန်းခြင်းတို့ကတောဘဝတဏ္ဍချိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတ္တဝါများရင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထအမြင်ညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော့၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းပဋိစ္စသမုပ္ပါဒ်နဲ့ဝိပဿနာဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်တွေထဲမှာအနှစ်သာရအကျဆုံးလို့ပြောရမယ်ဒေသနာဟာပဋိစ္စသမုပ္ပါဒ်ပဲဖြစ်ပါတယ်ပဋိစ္စသမုပ္ပါဒ်လို့ဆိုလိုက်တာနဲ့သစ္စာတရားလည်းဒီထဲမှာပါဝင်ပြီးတော့သွားတယ်ပဋ္ဌာန်းကျမ်းကြီးလည်းပဲဒီထဲမှာပါဝင်ပြီးတော့သွားတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ဘုရားဖြစ်စအခါကာလတုန်းကဒီပဋိစ္စသမုပ္ပါဒ်တရားတော်ကြီးနဲ့ထိုပဋိစ္စသမုပ္ပါဒ်အပြန်အားဖြင့်တဏှာဝဆင်းရဲတို့ရဲ့ချုပ်ငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်သင်္ခါရတရားအလုံးရဲ့ချုပ်ငြိမ်းရာနိဗ္ဗာန်ပဝတ္တိနိဝတ္တိလို့ဆိုတဲ့ဒီအခြေအနေနှစ်ရပ်ပေါင်းစပ်ဆင်ញင်ကြည့်မိလိုက်တဲ့အခါမှာတရားတော်ကအလွန်လေးနက်လှတဲ့ဖြင့်မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာတတ္တဝါတွေရဲ့အကြိုက်စရိုက်နဲ့နှိုင်းစာလိုက်တော့တရားတော်ရဲ့လေးနက်မှုကအလွန်ကိုမြင့်မားပြီးတော့တတ္တဝါတွေအနေထားကအလွန်နှိမ့်ကျလွန်အားကြီးလို့တရားဟောလို့တော့ဖြစ်မယ်မထင်ဘူးလို့တောင်စဉ်းစားမိတဲ့အနေထားမျိုးရှိပါတယ်ဒီကနေ့ကဆုံလာပြီဗုဒ္ဓနေ့လို့ဆိုတော့
ဒီကဆုံလာပြီနေ့ဟာမြတ်စွာဘုရားရဲ့ဘဝနဲ့ဆက်ဆက်ပြီးတော့နေထူးနေမြတ်တစ်ခုဖြစ်တယ်အလုံးဘုရားဘာသာဝင်သူတော်စင်တွေသိတဲ့အတိုင်းကဆုံလာပြီရဲ့ဘုရားဘဝနဲ့ဆက်ဆက်ပြီးတော့ထူးခြားတဲ့အချက်၄ချက်ရှိတယ်အဲ့ဒီ၄ချက်ကိုပဲပညာရှိတွေကမှတ်တမ်းတစ်ခုပြုထားတယ်ကဆုံလာပြီနေ့ဟာမြတ်စွာဘုရားရဲ့ဘဝနဲ့ဆက်ဆက်ပြီးတော့နေလို့ဒီဘဝမှာရင်ဆက်ဆက်တာမဟုတ်ဘူးဟိုးလေးတင်ချေနဲ့ကမ္ဘာတသိန်းကာလတော့လွန်ခဲ့တဲ့ဘဝတွေကစပြီးတော့ဆက်ဆက်လာတာဖြစ်သောကြောင့်ကဆုံလာပြီဗုဒ္ဓနေ့ကိုဗျာဒိတ်တော်ခံဖွားပွင့်စံလို့အတူကောက်ဒီလိုမှတ်တမ်းတင်ထားကြတယ်ဗျာဒိတ်တော်ခံတယ်လို့ဆိုတာဘုရားလောင်းသူမိတာဘဝလေးသိင်ချေနဲ့ကဘာတသိန်းကာလဒီပင်ကရာမြတ်စွာဘုရားနဲ့တွေ့ဆုံလို့ဘုရားစုပန်တဲ့အခါနိယတဗျာဒိတ်ပန်းဆင်မြန်းခဲ့ရတဲ့ဘဝဆင်မြန်းခဲ့ရတဲ့နေ့ရဟာလည်းပဲဒီကဆုံလာပြီနေမယ်လို့ဒီလိုဆိုတာကဆုံလာပြီနေ့ဟာမြန်မာလူကသာကဆုံလို့ခေါ်တာပါဠိဘာသာအဖြစ်တော့ဝေတာခလို့ခေါ်တယ်ဒီဝေတာခဆိုတဲ့နာမည်ကိုပဲအိန္ဒိယပြည်ကိုထိုးနိုင်ငံတွေကဝေဆတ်လို့ဒီလိုသုံးတာဝေတာခကိုဝေဆတ်လို့သုံးတာပါဠိစကားလုံးဖြစ်တဲ့ဝေတာခကိုအတန်တွက်တစ်မျိုးနဲ့အသုံးပြုခြင်းသာဖြစ်တယ်ဝိတာခလို့ခေါ်တဲ့နှက်ခတ်နဲ့ရှင်တွဲပြီးတော့ဒီကနေ့ညထွက်တဲ့လပြည့်ဝန်းကြီးဟာဝိတာခလို့ခေါ်တဲ့နှက်ခတ်နဲ့ရှင်တွဲပြီးတော့ပေါ်ထွန်းလာတာဖြစ်တဲ့အတွက်ကြောင့်ဒီလရဲ့သင်္ကေတဝိတာခနှက်ခတ်ကိုသင်္ကေတအဖြစ်မှတ်တမ်းတင်ပြီးတော့လရဲ့နာမည်ကိုလည်းပဲဝေတာခလို့ဒီလိုခေါ်တယ်အဲ့တော့လူတွေကအများအပြားသိနေတာတော့ကျောင်းမကြီးဝိတာခကိုပဲသိတယ်ပေါ့ဒီနေရာမှာဝိတာခဆိုတာနှက်ခတ်ရဲ့ကောင်းကင်မှာရှိတဲ့နှက်ခတ်ရဲ့နာမည်လို့ဒီလိုမှတ်ကောင်းကင်မှာရှိတဲ့နှက်ခတ်နဲ့ရှင်တွဲပြီးတော့ဒီနေ့လပြည့်ဝန်းကြီးဟာထွက်ပေါ်လာတာဖြစ်သောကြောင့်ဝေတာခဝိတာခနှက်ခတ်နဲ့ရှင်တွဲလာတဲ့လကိုဝေတာခလို့ဒီလိုနာမည်ပေးတာနိုင်ငံတကာမှာဒီကနေ့ဝေဆက်လို့ခေါ်တဲ့ပွဲတွေကျင်းပပြီးတော့မြတ်စွာဘုရားသခင်ကိုရမြတ်ရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုမျှော်မှန်းပြီးတော့ကြီးညိုပြီးရှိခိုးပူဇော်ကြတဲ့နေ့ပေါ့ဘုန်းကြီးတို့တွေလည်းဒီလိုထူးခြားတဲ့နေ့မှာအခုလိုတရားဟောခွင့်တရားနာခွင့်ရတာဟာတရားဟောခြင်းဖြင့်လည်းမြတ်စွာဘုရားသခင်ကိုရမြတ်ရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုမှတ်မြတ်ပူဇော်ရတယ်တရားနာခြင်းဖြင့်လည်းဘုရားမြတ်စွာရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုမှတ်မြတ်ပြီးတော့ပူဇော်ကြရတယ်အဲ့ဒါဘုရားမဖြစ်ခင်ကတည်းကဆုံလာပြီနေ့ဟာမြတ်စွာဘုရားသခင်ကိုရမြတ်ရဲ့ဘဝနဲ့ဆက်ဆက်ပြီးတော့ဖြစ်နေတာဖြစ်သောကြောင့်နေထူးနေမြအများအားဖြင့်တော့ဗျာဒိတ်တော်ခံကိုထည့်ပြီးတော့ပြောလို့မရှိကြပြောလို့မရှိကြတဲ့အခါဖွားပွင့်ဆန်ဒီ၃မျိုးပဲဒီကဘာမှာဝိဆိုင်နေနဲ့ပတ်သက်ပြီးတော့ဖော်ပြတဲ့စာတွေတဲ့အင်္ဂလိပ်ဘာသာနဲ့ရေးထားတဲ့စာတွေထဲမှာဆိုလို့ရှိရင်နေထူးနေမြ၃မျိုးနဲ့ပဲဖော်ပြလို့ရှိကြတယ်Three sacred days ဆိုပြီးတော့ပေါ့လေမြတ်စွာဘုရားဟာဒီဘုရားလက်ရှိဘဝနဲ့ဘုရားဖြစ်တဲ့ဘဝနဲ့ဆက်ဆက်ရင်ကတော့၃မျိုးပဲသို့တော့ဘဝတန်မြာမှာရှိခဲ့တဲ့ဘဝနဲ့ဆက်ဆက်မယ်ဆိုရင်တော့၄မျိုးလို့ဒီလိုမှတ်ရမှာပေါ့ကောင်းပြီဖွားပွင့်ဆန်လို့ဆိုတော့ဘုရားလောင်းတော်လေးမွေးဖွားလာတာလေကဆုံလာပြီနေ့ပဲဘုရားဖြစ်သူရောက်တော်မူတာဟာလည်းပဲတက်တော်35နှစ်ပြည့်လို့ဘုရားဖြစ်သူရောက်တော်မူတာဟာလည်းပဲကဆုံလာပြီနေ့ပဲနောက်ဆုံးတက်တော်80ဝါရ45အယခန္ဓာဝန်ချုပ်ငြိမ်းလို့ပြိဋိဘံစံတော်မူတာလည်းပဲကဆုံလာပြီနေ့ပဲဒါကြောင့်မို့လို့မြတ်စွာဘုရားဘဝနဲ့ဆက်ဆက်ပြီးတော့ဘုန်းကြီးတို့တွေအလေးနဲ့ထားရမယ်ဘုရားဒီနေ့မှာအထူးသဖြင့်မြတ်စွာဘုရားသခင်ကိုရမြတ်ကြီးရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုအာယုံပြုပြီးတော့ပူဇော်ကြရမယ်ဘုရား
ပူဇော်ကြရမယ်အနေအထားမျိုးရှိတယ်ဒါဖြင့်ဘုရားဘဝနဲ့ဆက်ဆက်ပြီးတော့လာတယ်လို့ဆိုတော့မွေးဖွားလာတာလဲဝိတခနက္ခနဲ့ရှင်တွဲပြီးတော့ကဆုံလာပြီနေမှာမွေးဖွားလာတယ်မွေးဖွားလာတာလဲတာမန်လူသားတွေမွေးဖွားလာတာနဲ့မတူပဲနဲ့အလွန်ထူးခြားတယ်ဆိုတာအာလုံးဘုရားဝင်ဖတ်ဖူးတဲ့ပုဂ္ဂိုလ်တွေနဲ့တွေ့ဖူးကြဘုရားလောင်းတော်ရဲ့မွေးဖွားလာမှုဟာအမှန်တမ်းထူးခြားမေရမယဟာဘုရားလောင်းလေးမွေးဖွားတဲ့အခါမှာတာမန်အမျိုးသမီးတွေသားယောက်ျားတွေကိုဖွားတန့်စင်တဲ့အနေအထားမျိုးမဟုတ်ဘဲနဲ့မေရမယရဲ့ဖွားတန့်စင်မှုဟာမတ္တရရဲ့ဘုရားလောင်းတော်လေးကိုမွေးဖွားတာဖြစ်တယ်ပေါ့အဲ့ဒီဘုရားလောင်းတော်လေးဟာမေရမယဝမ်းကနေပြီးတော့လူလောကကြီးကိုထွက်လာတဲ့အခါမှာတရားပလင်မောကဓမ္မဂတိကပလင်မောကဆင်းလာတယ်လို့ပဲတဲ့ခဲခဲရင်ရင်ပင်ပင်ပန်းပန်းမဟုတ်ဘဲနဲ့လူလောကကြီးကိုကြွလှမ်းလာတဲ့အနေအထားမျိုးနဲ့မွေးဖွားလာခဲ့တာတဲ့ပထမဆုံးမွေးဖွားခြင်းမွေးဖွားဒီဘုရားလောင်းလေးမွေးဖွားတဲ့အခါမှာရှေးဥစွာနတ်တွေပြမာတွေကခံယူပြီးတော့နောက်မှလူတွေကခံယူတယ်နောက်မှကမ္ဘာလောကပေါ်မှာခြေချတယ်ပေါ့ဒီနေ့ရထူးခြားတဲ့အဖြစ်အပျက်တွေကကမ္ဘာလောကကြီးပေါ်မှာခြေချပြီးတော့ခொနဘဝလှမ်းတဲ့အခါမြောက်ရက်ကိုဥတည်ပြီးတော့ခொနဘဝလှမ်းတယ်မြောက်ဆိုတာကတောင်နဲ့မြင့်လို့ရောက်ပေါ့တောင်အရက်ဆိုတာနေမြောက်အရက်ကမြင့်ဒါကြောင့်မို့မြောက်ဝင်ရိုးစွန်းနဲ့တောင်ဝင်ရိုးစွန်းဆိုကမ္ဘာလုံးကြီးပြောရင်မြောက်ဘက်ကမြင့်မောက်ထားတာနော်အဲ့တော့ဘုရားအလောင်းလေးကမြောက်ဘက်ကိုဥတည်ပြီးတော့သွားတယ်ဆိုတာအမြင့်ဘက်ကိုဥတည်သွားတယ်လို့ပြောခြင်းပြောလို့ရတာပေါ့အဲ့ဒါလို့ဥတည်လှမ်းပြီးတဲ့အခါမှာလောကမှာရှိတဲ့စัจ java လာတွေအားလုံးကြည့်လိုက်တယ်သူ့ရဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်ရှိသလားလို့ဆိုတာမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရှာကြည့်လိုက်တဲ့အခါမှာလူလောကတည်းမကဘူးစัจ java လာတွေမှာရှိတဲ့နတ်တွေမြမာတွေလောကတတ္တလောကကြီးတစ်ခုလုံးမှာထိုခေတ်ထိုချိန်ထိုနေ့မှာမြတ်စွာဘုရားတဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးဘုရားလောင်းလေးရဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးမရှိသည့်အတွက်ကြောင့်နှုတ်တော်ကကျူးရွံ့လိုက်တယ်အဂောဟမတမိလောကတ္တတစ်ထောဟမတမိလောကတ္တစစ်ထောဟမတမိလောကတ္တဆိုအဂောတစ်ထောစစ်ထောဆိုတဲ့စကားလုံးလေး၃လုံးကိုစတင်ပြီးတော့မိတ်မြတ်ခဲ့တာပဲဒါမိခင်ဝမ်းကနေဖွားဖွားခြင်းအခုလိုပြီးပြီးပြင်းပြင်းနဲ့စကားပြောနိုင်တာဘုရားလောင်းမှာဆိုလို့ရှိရင်သုံးဘဝကြုံခဲ့တယ်လို့ဒီလိုဆိုကြတယ်မောဟတရာဘဝရောက်တော့ကလည်းပဲမွေးဖွားလာတဲ့အခါမှာလက်ထဲမှာဆေးတောင်ကလေးပါလာတယ်အဲ့ဒီဆေးတောင်လေးကိုဖြန့်ပြီးတော့မိခင်ကိုအနှင်းတဲ့အခါမှာလည်းပဲစကားပြောပြီးတော့အနှင်းတယ်လို့ဆိုတယ်နောက်ဆုံးမှာပါရမီဖြည့်တဲ့ဘဝနောက်ဆုံးဘဝလို့ပြောရတဲ့ဝိတ္တန္တရာမင်းကြီးအလောင်းလျာမွေးဖွားလာတဲ့အခါမှာလည်းပဲလက်ကလေးကိုဖြန့်ပြီးတော့ဘာများလှူเสียရှိပါသလဲလို့မိခင်စီကိုလှူเสียပစ္စည်းဝတ္ထုတောင်းဆိုတာလေမွေးဖွားခြင်းမွေးဖွားတဲ့နေ့မှာစကားပြောခဲ့တယ်လို့ဒီလိုဆိုတာအခုနောက်ဆုံးဘဝရောက်တဲ့အခါကျတော့အမတန်မှထူးခြားပြီးတော့ရဲရဲနဲ့စကားကိုပြောကြနောက်ဆုံးမှာပို့ပြီးတော့ထူးခြားတဲ့စကားကဘာလဲလို့ဆိုရင်အယမန္တိမာဇာတိနတ္ထိဓာနိပုဏ္ဏဘောဒီဘဝဟာသူ့အတွက်နောက်ဆုံးပဲနောက်ဘဝမရှိဘူးဆိုတာကျွတ်တင်ပြီးတော့ကြေညာလိုက်တဲ့သဘောအဲ့တော့ဒီကနေ့မွေးဖွားခြင်းဟာနောက်ဆုံးမွေးဖွားခြင်းဘဝတန်မြာမှာနောက်ဆုံးမွေးဖွားခြင်းပဲလို့ကျွတ်တင်ပြောနိုင်တာဟာပါရမီတွေဖြည့်ဆည်းပြီးတော့အမတန်မှရင့်ကျက်တဲ့နှလုံးသားနဲ့အမတန်မှရင့်ကျက်တဲ့အသိဉာဏ်နဲ့ထုတ်ဖော်ပြောဆိုခြင်းဖြစ်တယ်ဒါကဒီကဆုံလာပြီနေ့အတွက်မှတ်သားစရာလေးတစ်ခုနော်အဲ့ဒါကိုပဲမျှော်မှန်းပြီးတော့မြတ်စွာဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုကြီးညိုနိုင်တာပေါ့။နောက်ဘုရားဖြစ်လို့ရောက်တဲ့အခါမှာလည်းပဲဟောလို့ကဆုံလာပြီနေ့ညနေမှာပဲဘုရားလောင်းတော်ဟာတရားဓမ္မကျင့်လို့မှန်ကန်တဲ့မဂ္ဂင်၈ပါးလမ်းကြောင်းပေါ်မှာရှောက်လှမ်းရှေးဥစွာအာနာပါနကမ္မထာနဲ့သမထကျင့်စဉ်ကိုကျင့်အဲ့တော့သမထကျင့်စဉ်ကိုကျင့်တာအာနာပါနကမ္မထာထွက်လေဝင်လေနဲ့ကျင့်လိုက်တာ
မထကျင့်စဉ်အနေနဲ့အာနာပါနကမ္မထံကိုအားထုတ်တော့ပထမယံမှာပုပ္ပေနိဝါဒနုတ္တိဉာဏ်ကိုရဒီကနေ့ညကဆုံလာပြီနေ့ညပထမယံ10 နာရီပတ်ဝန်းကျင်အတွင်းမှာပုပ္ပေနိဝါဒနုတ္တိဉာဏ်လို့ခေါ်တဲ့ဝိဇ္ဇာဉာဏ်တစ်မျိုးကိုရရှိတယ်အဲ့ဒီဉာဏ်အစွမ်းဖြင့်အတိတ်ဘဝတွေကိုမိမိကြည့်လို့တဲ့ဘဝတွေခုံကျော်၍ဖြစ်စေအစဉ်အတိုင်းဖြစ်စေအမတမအလှမ်းဝေးတဲ့ဘဝတွေဒီကနေ့မျက်စိအောက်မှာမြင်နေရပြီးတကယ်လို့ထင်ထင်ရှားရှားကြီးပြီးပြင်းကြီးမြင်နိုင်တဲ့အသိဉာဏ်မျိုးတစ်ခုရအဲ့ဒီအသိဉာဏ်ရတယ်ဆိုတာတကယ်ကတော့အဝိဇ္ဇာဆိုတဲ့အမှောင်ကွာသွားလို့ပဲဖြစ်တယ်အမှောင်မရှိတော့လို့ရှိရင်အလင်းရောင်ရောက်လာတယ်အဲ့ဒီအလင်းထဲမှာရှိတာတွေအလုံးကိုမြင်နိုင်တယ်လို့ဆိုတယ်အဲ့ဒါလို့ပုပ္ပေနိဝါဒနုတ္တိဉာဏ်ဝိဇ္ဇာဇန်နေနဲ့အာနာပါနကျင့်စဉ်ကနေပြီးပထမဇန်ဒုတိယဇန်တတိယဇန်သုထဇန်ရပြီးတဲ့အခါမှာအဘိညာဉ်တွေရလိုက်တဲ့အခါမှာရှေးဥစွာပုပ္ပေနိဝါဒနုတ္တိဉာဏ်ကိုရတယ်မစ္စည်းမယံဆိုတဲ့တန်းကုန်ယံအချိန်ကြတော့အလင်းကြီးကိုဖြန့်ကျက်ပြီးတော့စัจ java လာတွေအာလုံးကမ္ဘာလောကအာလုံးတတ္တဝါတွေအာလုံးကိုမြင်နိုင်တဲ့ချိနိုင်တဲ့ဒိဗ္ဗစက္ခုဉာဏ်ထိုတတ္တဝါတွေထိုဘဝသို့ကရောက်ကြောင်းဖြစ်တဲ့ကံတရားတွေကိုထင်ထင်ရှားရှားသိနိုင်တဲ့ယထာကမူပကလို့ဒီထဲမှာပါဝင်တဲ့ဒိဗ္ဗစက္ခုအဲ့ဒီဒိဗ္ဗစက္ခုဉာဏ်ကြီးကိုရလို့ကံတရားကိုပိုင်နိုင်သိတဲ့အနေအထားမျိုးဒိဗ္ဗစက္ခုဉာဏ်အဘိညာဉ်ဝိဇ္ဇာကိုရရှိသွားတယ်ထိုဒိဗ္ဗစက္ခုဆိုတဲ့ဝိဇ္ဇာဉာဏ်ကြီးကိုရတဲ့အခါမှာဝိလန့်တဲ့နေရာမှာရှိတဲ့အာယုန်တွေကိုဖုံးလွှမ်းတဲ့သို့မဟုတ်ကံအကြောင်းကိုမသိနိုင်အောင်ဖုံးလွှမ်းထားတဲ့အဝိဇ္ဇာတွေဟာကင်းစင်သွားပြီးတော့ကံအကြောင်းကိုလည်းပြီးပြင်းပြင်းသိတယ်ဝေးကွာတဲ့ဖုံးကွယ်နေတဲ့အရာတွေကိုလည်းပဲထင်ထင်ရှားရှားကြီးသိမြင်နိုင်တဲ့ဒိဗ္ဗစက္ခုအဘိညာဉ်မျိုးရနိုင်တယ်အဲ့ဒီတန်းကောင်ကြော်တဲ့အခါကျတော့မှတမထကိုအခြေခံပြီးတော့ဝိပဿနာဘက်ကိုကူးတယ်ဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်လိုက်တဲ့အခါကျတော့မှမိုးတောက်ခန္ဒီအချိန်အရုံတက်ခန္ဒီဆဲဆဲမှာဝိပဿနာကျင့်စဉ်ကြီးကိုကျင့်လို့မလေးပါဖို့လေးပါအစဉ်တိုင်းဝိပဿနာကရင့်တန်လာတဲ့အခါတမထတုံးကတမာတိတွေကအားကောင်းလာလို့ဝိပဿနာဉာဏ်ပဲဥလှည့်လိုက်တာနဲ့တပြိုင်နက်ယုတ်တရားနံတရားတွေပြီးပြင်းပြင်းနဲ့သဘာဝတရားတွေကိုရှုမြင်သုံးသပ်နိုင်ပြီးတော့ဝိပဿနာဉာဏ်ရင့်တန်လာတဲ့အခါမှာတထိုင်နဲ့သောတပတ္တိမဲ့သောတပတ္တိဖို့နောက်ဒဂရဂါမိမဲ့ဒဂရဂါမိဖို့အနာဂါမိမဲ့အနာဂါမိဖို့အရတ္တမဲ့ရတ္တဖို့လို့ဝိပဿနာဉာဏ်အစဉ်စဉ်တက်ပြီးတော့အရုံတက်လိုက်တာနဲ့တပြိုင်နက်အရတ္တမဲ့အရတ္တဖို့ဆိုတာကိုရရှိတော်မူလိုက်တယ်ပေါ့ဒီကနေ့ညနော်ညသကောင်ကြော်လို့နည်းနည်းမိုးတော့အလင်းရောက်လို့အရုံတက်တဲ့အချိန်လေးမှာအရုံလဲတက်လိုက်တဲ့အချိန်လေးမှာအာတဝက္ခယအဘိညာဉ်လို့ခေါ်တဲ့အာတဝက္ခယဉာဏ်လို့ဆိုတဲ့ဒီအရတ္တမဲ့ဉာဏ်ကိုရရှိတော်မူတယ်အရတ္တမဲ့ဉာဏ်ရလိုက်တာနဲ့တပြိုင်နက်အရတ္တမဲ့ဉာဏ်ကနေပြီးတော့ပေးအပ်လိုက်တဲ့ဂုံတူးပွယ်တူးတွေလို့ခေါ်ဆိုနိုင်တဲ့ပပ္ပယုတ္တဉာဏ်လို့နော်သအာတာဒါရဏဘုရားတွေသာဘယ်ပုဂ္ဂိုလ်နဲ့မှမပတ်သက်တဲ့မြတ်စွာဘုရားတွေသာရနိုင်တဲ့သအာတာဒါရဏဉာဏ်တွေတို့ဒသဗလဉာဏ်တွေတို့ဒါတွေအားလုံးဘုရားရှင်တွေရနိုင်တဲ့ဂုံတူးဝိသေသတွေအားလုံးတစားဆင်ပြီးတော့ကဆုံလာပြီနေ့ညအရုံတက်ချိန်မှာဘုရားဖြစ်သူရောက်တယ်လို့ဒီလိုဆိုတာအဲ့တော့ဒါဟာမြတ်စွာဘုရားဘဝရဲ့အမတမထူးခြားတဲ့အနေအထားတစ်ခုပဲအဲ့ဒီလိုအလုံးကြီးဉာဏ်ရပြီဘုရားဖြစ်သူရောက်တဲ့ဒီလိုဘုရားဖြစ်သူရောက်ပြီးတဲ့အခါမှာအခုလိုလေးနဲ့လာတဲ့ပဋိစ္စသမုပ္ပါဒ်နဲ့နိဗ္ဗာန်တရားအဓိကထားပြီးတော့မြတ်စွာဘုရားဟောကြားတော်မူခဲ့တယ်နောက်ဆုံးမှာမြတ်စွာဘုရားဘဝနဲ့ကဆုံလာပြီနေ့ဆက်ဆက်မှုတစ်ခုကဘာတော့ဆိုလို့ရှိရင်45ဝါကာလပတ်လုံးမယမနာနားချိန်အနည်းငယ်များသာထားပြီးတော့မြတ်စွာဘုရားတရားဓမ္မတွေကိုဟောပြောတော်မူခဲ့တယ်ဗုဒ္ဓကိစ္စ5ပါးဆိုတာအလုံးကြားဖို့ကြလိမ့်မယ်မနေ့ပိုင်းနေ့ပိုင်းမှာဆိုလို့ရှိရင်ပ
ပုရိဘတ္တကိစ္စနာနဲ့ပိုင်းမှာလှုပ်တဲ့အလုပ်တွေဆုံးစားပြီးတဲ့နောက်ပစ္ဆဘတ္တနေလွဲပိုင်းအချိန်မှာလှုပ်တဲ့ကိစ္စတွေပုရိမယာမကိစ္စသို့မဟုတ်ပထမယာမကိစ္စပထမယာမအလုပ်လုပ်တဲ့ကိစ္စတွေပစ္စည်းမယာမကိစ္စပစ္စည်းမယာမအလုပ်လုပ်ပုံပစ္စည်းမယာမကိစ္စနောက်ဆုံးပစ္စည်းမယာမအလုပ်ပုံလုပ်ပုံလို့ဆိုပြီးတော့ရသော်ဘုရားသခင်ကိုရောမြတ်ဟာပစ္စည်းမယံခိတ္တခဏလေးမြတ်သာအပန်းဖြေနားနေပြီးတော့ပစ္စည်းမယံရဲ့တဝက်လောက်သာနားနေပြီးတော့ပစ္စည်းမယံကစပြီးနာနဲ့စောစောထားလို့တတ္တလောကကြီးတစ်ခုလုံးကိုချိပြီးချွတ်ထိုက်တဲ့ပုဂ္ဂိုလ်တွေကိုကြွရောက်ပြီးတရားဟောတယ်ဒီအလုပ်ဟာမနာမနေ45နှစ်ကာလပတ်လုံးလုပ်ခဲ့တဲ့အလုပ်တွေပဲအဲ့လိုလုပ်ပြီးတော့နောက်ဆုံးကဆုံလပြည့်နေ့ဟာခုခေတ်လူတွေပြောရင်တော့ကဆုံလဟာကံကောင်းတဲ့နေ့လည်းဟုတ်တယ်ကံဆိုးတဲ့နေ့လည်းဟုတ်တယ်လို့ပြောကြမှာပေါ့နော်ဘာဖြစ်လို့လဲဆိုမြတ်စွာဘုရားဟာဖွားတော်မူတာလည်းကဆုံလပြိဋိဘံဆံရတာလည်းကဆုံလဆိုလူတွေကတော့မွေးဖွားတာတော့မင်္ဂလာရှိတယ်လို့ဒီလိုတွက်ကောင်းတွက်လိုက်မယ်ပြိဋိဘံဆံရတယ်သိဆုံးရတယ်ဆိုတာကြတော့မင်္ဂလာရှိတဲ့နေ့လို့သတ်မှတ်ချင်မှသတ်မှတ်သို့တော့ဘဝဆိုတာဒီကစရင်ဒီမှာဆုံးတယ်ဆိုတာတော့ရှိပြီးသားပဲပေါ့ဘယ်ဟာကမင်္ဂလာရှိတယ်ဘယ်ဟာမင်္ဂလာမရှိဘူးဆိုတာကုသိုလ်ရတာမရတာနဲ့သာဆိုင်နေပေါ့သို့တော့လောကလူတွေရဲ့ဒီမင်္ဂလာလို့တတ်မှတ်ပုံကအမှန်တမ်းကွက်ပြားခြားနားမှုတွေရှိတယ်ပေါ့အေးနောက်ဆုံးကဆုံလာပြီနေ့ဟာရသဗျာသခင်ကိုရောမြတ်တောင်းဝတရားတွေဆောင်ရွက်လို့နောက်ဆုံးပိတ်အချိန်လေးရောက်တဲ့အချိန်မှာအခုလိုကဆုံလာပြီနေ့ညတန်းကောင်ကြော်သွားတဲ့အချိန်မှာသူပတ္တဆိုတဲ့ပြပတ်ကြီးရောက်ရှိလာပြီးတော့မိခွန်းနေမေးတယ်အဲ့ဒါလို့မိခွန်းမေးတဲ့အခါမြတ်စွာဘုရားသခင်ကိုရောမြတ်ကသူမေးတဲ့မိခွန်းကဘာတွေလုံးဆိုရင်ဖះလို့ဝန်ခံနေကြတဲ့ပုရဏတသဗ္ဗတို့မက္ခလီဂေါတလာတို့ဒီဒိဋ္ဌိဆရာကြီးတွေဟာသူတို့ဝန်ခံတဲ့အတိုင်းဟုတ်သလားမဟုတ်ဘူးလားဆိုတဲ့မိခွန်းတွေမေးတော့မြတ်စွာဘုရားကသူပတ္တဓာရီမေးမနေနဲ့အချိန်မရှိဘူးဆိုပြီးတော့မဂ္ဂင်၈ပါးအကျင့်တရားကိုဟောကြားလိုက်ဒါနောက်ဆုံးတာဝကကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ဟာတရားပြခြင်းပဲဖြစ်တယ်ပေါ့အဲ့လိုသူပတ္တပြပတ်ကြီးကိုတရားဟောပြီးတဲ့နောက်အရုံတက်တဲ့အချိန်မှာပဲမြတ်စွာဘုရားသခင်ကိုရောမြတ်သမာဓိအချိန်ချင်းဝင်စားပြီးတော့တက်တာလားမြောက်မျက်နှာမြောက်ပိုင်းကိုမြောက်မျက်နှာကိုအုပ်ခေါင်းထားပြီးတော့လက်ရနံတောင်းဖြင့်စောင်းလိုက်တဲ့အခါကျတော့မြတ်စွာဘုရားရဲ့အနေထားကိုကြည့်ပဲဆိုလို့ရှိရင်မြောက်ဘက်ကိုခေါင်းပြုပြီးတော့လက်ရဘက်ကိုစောင်းအိတ်လိုက်တယ်ဆိုရင်ဘယ်ဘက်ကိုမျက်နှာမူပြီးသားဖြစ်တုံးဆိုတော့နေဝင်တဲ့ဘက်ကိုမျက်နှာမူပြီးသားဖြစ်ပါတယ်ဘုရားဖြစ်တုံးကတော့အရှိဘက်ကိုမျက်နှာမူပြီးတော့ဘုရားဖြစ်တာအခုပြိဋိဘံဆံတော်မူတဲ့အခါကျတော့အနောက်ဘက်ကိုမျက်နှာမူပြီးတော့ပြိဋိဘံဆံတာမန်အဖြစ်ပြောမယ်ဆိုရင်တော့ရည်ချက်မရှိဘဲနဲ့လုပ်တယ်လို့ပြောကြတယ်ပြောလို့ရတယ်သို့တော့အရှိဘက်ကိုမျက်နှာမူတယ်ဆိုတဲ့ကအရှိလောကရကနေမင်းကြီးထွက်ပေါ်တဲ့နေရာဖြစ်လို့လောကကြီးကိုအလင်းအောင်ပေးတယ်ဆိုတဲ့သင်္ကေတအနေနဲ့မြတ်စွာဘုရားအရှိဘက်မျက်နှာမူပြီးတော့ထူးခြားတဲ့တရားသူတရားမြတ်ကိုသိရှိခဲ့တာလို့ဒီလိုဆိုနိုင်တယ်ပေါ့တခါအနောက်ဘက်ကိုမျက်နှာမူပြီးတော့ပြိဋိဘံဆံတယ်ဆိုတဲ့နေရာအနောက်ဘက်ဆိုတာနေဝင်တဲ့နေရာအေးလောကမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးတည်းဟူသောနေမင်းကြီးဟာအထတောင်စွန်းသို့ကွယ်ပြောက်ပြီလို့ဆိုတဲ့အဓိပ္ပာယ်သင်္ကေတကိုဖော်ကျွန်းတော်တာလည်းဖြစ်နိုင်တယ်ပေါ့အေးဒါကြောင့်မို့လို့ဒီကနေ့ကဆုံလာပြီနေ့မှာမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ဘဝနဲ့ပတ်သက်ပြီးတော့အမတန်မှဆက်ဆက်နေသည့်အတွက်ကြောင့်ဗျာဒိတ်တော်ခံဖွားပွင့်ဆံလို့ဆိုတဲ့အတိုင်း၄ချိန်၄ခါမြတ်စွာဘုရားနဲ့ဆက်ဆက်ပြီးတော့ထူးခြားတဲ့ကဆုံလာပြီနေ့ကြီးဖြစ်တယ်ဒီထူးခြားတဲ့ကဆုံလာပြီနေ့မှာမြတ်စွာဘုရားအနှစ်သက်ဆုံးဟောကြားတော်မူခဲ့တဲ့ဘုရားပွဲမှသာသိနိုင်တဲ့ဒီကနေ့ပဋိစ္စသမုပ္ပါဒ်နဲ့ဝိပဿနာဆိုတာဒေသနာတော်တွေကထုတ်လုပ်ပြီးတော့အနည်းငယ်ဟောကြားရပြောကြရအောင်ပဋိစ္စသမုပ္ပါဒ
ပဋိစ္စသမုပ္ပါဒဆိုတဲ့စကားလုံးလေးကိုပဋိစ္စသမုပ္ပါဒလို့မြန်မာတွေကဒီလိုခေါ်ကြတယ်အဲ့တော့ပဋိစ္စသမုပ္ပါဒဆိုတာဘာကိုပြောတာလဲလို့ဆိုရင်အကြောင်းတရားတွေကိုပြောတာဒီစကားလုံးနှလုံးကအကြောင်းတရားကိုပဲဖော်ညွှန်းတယ်ပဋိစ္စဆိုတာအကြောင်းတရားတွေကိုဆွဲမိပြီးတော့သမုပ္ပါဒဆိုတာအကျိုးတရားတွေကိုထုတ်လုပ်ပေးတဲ့အကြောင်းတရားတဲ့ဒီလိုအဓိပ္ပာယ်မှတ်ရနော်ပဋိစ္စဆိုတာအကြောင်းတရားသမုပ္ပါဒဆိုတာအကျိုးတရားဒီလိုမဟုတ်ဘူးပဋိစ္စသမုပ္ပါဒဆိုတဲ့စကားလုံးကအကြောင်းတရားကိုဖော်ညွှန်းတာအကြောင်းတရားတွေဟာသမုပ္ပါဒဆိုတာဖြစ်ပေါ်စေတတ်တဲ့အကြောင်းတရားတွေအဲ့ဒီဖြစ်ပေါ်စေတတ်တဲ့အကြောင်းတရားတွေဒီအကျိုးကိုထုတ်လုပ်တဲ့အခါမှာတခြားအကြောင်းတစ်ခုကိုအမိပြုပြီးတော့မှသူတို့ထုတ်လုပ်လို့ရတယ်လို့ဆိုတာကိုထင်ရှားစေလို့ပဋိစ္စဆိုတဲ့စကားလုံးကိုထည့်ထားတယ်အကြောင်းမဲ့ဖြစ်လာတာမဟုတ်ဘူးအနုဝဆိုရင်အကြောင်းမဲ့အကျိုးတွေကိုထုတ်လုပ်တယ်လို့ဒီလိုပြောကောင်းပြောလိုက်တယ်ဘာဖြစ်လို့လဲဆိုရင်မြတ်စွာဘုရားဟောတဲ့တရားထဲမှာဒီစကားလုံးကဘာကိုညင်းပယ်ထားတာတုံးဆိုလို့ရှိရင်ဘုရားလက်ထက်တုန်းကတဏှာရဲ့အစတတ္တဝါရဲ့အစတွေကိုရှာကြတဲ့ထဲမှာပထမအစဆိုတာမူလကာရဏမူလအစဆိုတာရှာကြတယ်ဘယ်အစတာလဲဆိုတာရှာကြတယ်အဲ့ဒါလို့ရှာပြီးတော့အခါကျတော့ပထမဆုံးအစမူလအစဆိုတဲ့မူလကာရဏဆိုတာသံခယဝါဒလို့ခေါ်ကြတယ်ဒီကပိလယတိတီထွင်ပြီးတော့ဟောပြောတဲ့သံခယဝါဒမှာသူကတတ္တဝါတွေအလုံးသက်ရှိတတ္တဝါတွေရဲ့အစဟာပဂတိလို့ဒီလိုယူဆတယ်ပဂတိဆိုတာထာဝရတည်မြဲနေတဲ့အရာတစ်ခုပဲဘယ်တော့မှမပျက်စီးဘူးဒါအရှိတရားထာဝရရှိတဲ့အရှိတရားအဲ့ဒီထာဝရအရှိဆိုတဲ့တရားကိုပုရိသဆိုတဲ့အရာတစ်ခုနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာတတ္တဝါတွေဖြစ်လာတယ်လို့ဒီလိုယူဆအဲ့ဒါဟာဒီပထမဆုံးအကြောင်းပဲလို့ဒီလိုယူဆတယ်အဲ့တော့ဘုရားဘာသာမှာဒီလိုမူလကာရဏလို့ခေါ်တဲ့ root cause ဆိုတာမရှိ root cause ဆိုတာမရှိတချို့ကလည်းပြောကြတယ်ဒီတတ္တဝါတွေစလာတာဘယ်ကစတော့ဆိုထာဝရဘုရားသခင်ဖန်ဆင်းလို့စထာဝရဘုရားသခင်ကဖန်ဆင်းတယ်ဒါဖြင့်ထာဝရဘုရားကိုဘယ်သူကဖန်ဆင်းတာတော့ဆိုတာကျတော့ထာဝရဘုရားဟာမူလကာရဏသူ့မှာဖန်ဆင်းသူမရှိဘူးသူကအစလို့ဒီလိုယူဆအဲ့တော့ထာဝရဘုရားဟာအကြောင်းမဲ့ဖြစ်ပေါ်လာတဲ့အရာဖြစ်သောကြောင့် causeless cause လို့ခေါ်တယ် causeless cause ကိုဘုရားဘာသာမှာမြတ်စွာဘုရားကဒီ causeless cause အကြောင်းမဲ့တဲ့အကြောင်းတရားကိုမြတ်စွာဘုရားမဟောဘူးမရှိဘူးအကြောင်းမဲ့အကြောင်းဆိုတာမရှိဘူးမူလအကြောင်းဆိုတာလည်းမရှိဘူး first cause လည်းမရှိဘူး causeless cause လည်းမရှိဘူးလို့ဒီလိုဆိုတယ်အဲ့ဒါကိုထင်ရှားပေါ်လွင်စေလို့ပဋိစ္စဆိုတဲ့စကားလုံးကိုထည့်တာပဋိစ္စဆိုတာတစုံတစ်ခုကိုမှီတင်းပြီးတော့မှသမုပ္ပါဒအကျိုးတရားတွေကိုထုတ်လုပ်ပေးတဲ့အကြောင်းတရားလို့အဲ့ဒါကြောင့်မို့လို့အကြောင်းတရားတွေကိုပဋိစ္စသမုပ္ပါဒလို့ခေါ်တာပဲအကြောင်းတရားကိုပြခြင်းအပြင်အကျိုးတရားတွေကိုလည်းပဲဖော်ပြပြီးသားဖြစ်ပါတယ်သို့တော့အကျိုးတရားတွေကိုဖော်ပြတဲ့စကားလုံးကြတော့ဘယ်လိုသုံးလို့ဆိုရင်ပဋိစ္စသမုပ္ပန္နလို့ဒီလိုသုံးတယ်ပဋိစ္စသမုပ္ပါဒဆိုရင်အကြောင်းတရားဆိုတာဘာတွေတုံးဆိုရင်ကြည့်လေပဋိစ္စသမုပ္ပါဒမှာတရား12မျိုးကိုအသုံးပြုပြီးတော့မြတ်စွာဘုရားကတဏှာအကြောင်းကိုရှင်းပြအဝိဇ္ဇာသည်သင်္ခါရရဲ့အကြောင်းသင်္ခါရသည်ဝိညာဉ်ရဲ့အကြောင်းဝိညာဉ်သည်နာမ်ရုပ်ရဲ့အကြောင်းဟောအဲ့ဒီအကြောင်းတရားတွေကိုပဋိစ္စသမုပ္ပါဒလို့ခေါ်ပြီးတော့ပဋိစ္စသမုပ္ပန္နဆိုတာကြတော့အကျိုးတရားတွေကိုပြောတာအဲ့ဒီအကျိုးတရားတွေဆိုတာဘာတွေတုံးလို့မေးလိုက်လို့ရှိရင်အဝိဇ္ဇာရဲ့အကျိုးတရားကသင်္ခါရသင်္ခါရရဲ့အကျိုးတရားကဝိညာဏဝိညာဏရဲ့အကျိုးတရားကနာမရူပဒီလိုဆိုလို့တာအဲ့တော့အကြောင်းတရားသည်ပဋိစ္စသမုပ္ပါဒအကျိုးတရားသည်ပဋိစ္စသမုပ္ပန္နဒါပါဠိစာပေမှာဒီလိုသုံးဆွဲပြီးတော့မြတ်စွာဘုရားကိုယ်တိုင်ဟောကြားခဲ့တဲ့သုတ်တံနိဒာနဝကတန်ရုပ်မှာထင်ရှားရှိပါတယ်မြတ်စွာဘုရားကိုယ်တိုင်မေခွန်းထုတ်ပြီးတော့
ပရိစ္ဆသမုပ္ပါဒဆိုတာဘာလဲပဋိစ္စသမုပ္ပန္နဆိုတာဘာလဲနဲ့ဆိုပြီးတော့မြတ်စွာဘုရားကိုယ်တိုင်ဟောခဲ့တဲ့သုတ်တန်ရှိအဲ့ဒီသုတ်တန်နဲ့အညီပဲဝိသုဒ္ဓိမက်မှာဆိုလို့ရှိရင်မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ဟောတဲ့တရားကိုကိုးကားပြီးတော့ပရိစ္ဆသမုပ္ပါဒဆိုတာအကြောင်းတရားတွေကိုပြောတာပရိစ္ဆသမုပ္ပန္နဆိုတာအကျိုးတရားတွေကိုပြောတာလို့တိတိလင်းလင်းရှင်းပြီးတော့ရေးထားတာရှိပါတယ်အဲ့ဒါဟာအမှန်ပဲပရိစ္ဆသမုပ္ပန္နဆိုတဲ့စကားလုံးနဲ့ပရိစ္ဆသမုပ္ပန္နဆိုတာတဇနုခုကိုဆွဲပြီးတော့ဖြစ်ပေါ်လာတဲ့အကျိုးတရားဒါမို့အင်္ဂလိပ်လိုပြန်တဲ့အခါကျ dependent origination လို့ဒီလိုပြန်တယ် dependent ဆိုတာတခုကိုမှီပြီးတော့မှဖြစ်တာအဲ့ဒါရဲ့ဆန့်ကျင်ဘက်မြတ်စွာဘုရားကညင်းပယ်တဲ့စကားလုံးတစ်ခုကဘာလို့ဆိုရင်အဋိစ္စသမုပ္ပန္နလို့ခေါ်တယ်စင်စင်လေးတူတယ်ပဋိစ္စသမုပ္ပန္နမှာပဋိစ္စဆိုတဲ့စကားလုံးရဲ့ဆန့်ကျင်ဘက်စကားလုံးကဓာတ်အောက်ချိုက်နဲ့အဋိစ္စဆိုတဲ့စကားလုံးဖြစ်တယ်အဋိစ္စဆိုတာဘာကိုမှမမီပဲနဲ့သူဖြစ်ချင်လို့ဖြစ်လာတဲ့တရားလို့ဒီလိုပြောတာ accidental ပေါ့သူ့ဟာသူဖြစ်လာတာခုနက causeless cause လို့ပါတယ်ဒါကြောင့်မလို့ဒီစကားလုံးတွေဟာအမှန်တမ်းအရေးကြီးတယ်ပေါ့အဋိစ္စသမုပ္ပန္နဆိုတာမှားယွင်းတဲ့အယူဆတရားသာဖြစ်တယ်ပဋိစ္စသမုပ္ပန္နဆိုတာအကျိုးတရားတွေကိုရည်ညွှန်းတယ်လို့ဒီလိုမှတ်သားကြရမှာဖြစ်တယ်အဲ့တော့ပဋိစ္စသမုပ္ပန္နဝိပဿနာတရားဆိုဝိပဿနာရှုဖို့ရအတွက်ကြောင်းကျိုးဆင်ញင်ပြီးတဲ့ပဋိစ္စသမုပ္ပါဒ်ကိုမြတ်စွာဘုရားကဟောကြားခဲ့တာပဲနိရဏဝကတန်ယုတ်တစ်ခုလုံးလိုနောက်ခန္ဓာဝကတန်ယုတ်တို့သလရဏဝကတန်ယုတ်တို့ဆိုပဋိစ္စသမုပ္ပါဒ်အစိတ်အပိုင်းလေးတွေကိုမြတ်စွာဘုရားဟောထားတယ်ပရိစ္ဆသမုပ္ပါဒေသနာတော်ကိုခြုံငုံပြီးတော့ပြောမယ်ဆိုလို့ရှိရင်၄မျိုးရှိတယ်ပရိစ္ဆသမုပ္ပါဟောတဲ့နေရာမြတ်စွာဘုရား၄မျိုး၄တန်ဟောတယ်နွယ်ကိုရှာပြီးတော့နွယ်ပင်ကိုရှာပြီးတော့ယူတဲ့ပုဂ္ဂိုလ်ဥပမာပေးပြီးတော့ပရိစ္ဆသမုပ္ပါကိုမြတ်စွာဘုရားသခင်ကိုတော်မြတ်က၄မျိုးခွဲခြားပြီးတော့ဟောတယ်တတ္တဝါတွေရဲ့ဇေယိုက်နဲ့ကိုက်ညီအောင်အမှန်တရားကိုတွေ့ရှိအောင်မြတ်စွာဘုရားသခင်ကိုတော်မြတ်ကပရိစ္ဆသမုပ္ပါကို၄မျိုးခွဲပြီးတော့ဟောတယ်နံပါတ်1ကဘာလဲလို့ဆိုရင်အစကနေပြီးတော့အဆုံးထိအောင်ဟောတာကတစ်ခုအစကနေအဆုံးကိုဟောတယ်ဆိုတာဘာလဲလို့ဆိုရင်အဝိဇ္ဇာပိစ္ဆယသင်္ခါရကနေပြီးတော့ဇာတိပိစ္ဆယသရမရဏံသောကပရိဒေဝဒုက္ခဒေါမနတုပါယတသံမောတိဧဝမိတတကေဝလတ္တဒုက္ခခန္ဓတသမုရိယောဟောတိဆိုတာဒီ12မျိုးတရား12မျိုးကိုအဝိဇ္ဇာကစပြီးတော့နောက်ဆုံးဇာတိစရာမရဏထိအောင်ဟောတာဒါအစကနေအဆုံးထိဟောတယ်လို့ဒီလိုဆိုလို့ဒါပရိစ္ဆသမုပ္ပါကိုပြည့်ပြည့်စုံစုံဟောလိုက်နောက်ဟောတဲ့ဒုတိယဒေသနာအမျိုးအစားဘာလို့ဆိုအလယ်ကနေအဆုံးကိုဟောတာပရိစ္ဆသမုပ္ပါကိုအလယ်ကစပြီးတော့ဟောတာဟာပစ္စုပန်ကြကြဝိပဿနာရှုနိုင်ဖို့အတွက်မြတ်စွာဘုရားကဟောတယ်လို့ဒီလိုယူဆရအဲ့ဒါတွေကြတော့ဘယ်ကနေစဟောလေးရှိတုံးဆိုတော့မြတ်စွာဘုရားကြည့်ပဋိစ္စသမုပ္ပါကိုဟောပုံလေးအလယ်ကနေစပြီးတော့ဟောတဲ့အခါမှာသက္ခုံစပဋိစ္စရူပေစဥပ္ပစ္စတိသက္ခုဝိညာဏတိဏ္ဏသင်္ကတိဖတ်သောဖတ်တပစ္စယဝေဒနာဝေဒနာပစ္စယတဏတဏပစ္စယဥပါဒနာဥပါဒနာပစ္စယဘဝဘဝပစ္စယဇာတိဇာတိပစ္စယသရမရဏံသောကပရိဒေဝဒုက္ခဒေါမနတုပါယတသံမောတိတို့ဒါအလယ်ကနေစပြီးတော့ဟောလိုက်တဲ့ပရိစ္ဆသမုပ္ပါပဲအဲ့ဒါလို့အလယ်ကနေစပြီးတော့ဟောတာဘာအတွက်လဲလို့ဆိုလို့ရှိရင်ပစ္စုပန်ကြကြဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်လို့ရကျင့်ဖို့ရအတွက်မြတ်စွာဘုရားသခင်ကိုတော်များထို့သုတ်တန်တွေရဲ့ဆက်ဆက်ပြီးတော့ဒီလိုဟောတယ်လို့ယူဆရအောင်နောက်တစ်ခုနောက်ဒုတိယအမျိုးအစားကဘာလဲလို့ဆိုရင်အဆုံးကနေပြီးတော့အစကိုသွားတဲ့ပရိစ္ဆသမုပ္ပါဒေသနာကရှိသေးဒါတွေကတော့ဘုရားအလောင်းတွေဟာလက်တွေ့ဘဝအနေထားကနေပြီးတော့ဆက်ဆက်ပြီးတော့အကြောင်းတရားတွေကိုရှာပြီးတော့သွားတာမြတ်စွာဘုရားအလောင်းတရားကျင့်တဲ့အချိန်မှာခုနကတော့ဒီပုဗ္ဗေနိဝါဒနုတ္တိဉာဏ်တို့ဒိဗ္ဗစက္ခုဉာဏ်တို့ရပြီးတဲ့နောက်အာနာပါနကျင့်စဉ်ကိုအခြေခံပြီးတော့ဝိပဿနာစခန်းတက်လှမ်းတဲ့အခါမှာပစ္စယပရိက္ခဉာဏ်အနေနဲ့
ဖះအလောင်းဟာဘယ်လိုဆင်ញင်တယ်လဲလို့ဆိုရင်လောကကြီးဟာနောက်ပရိစ္ဆေသမုပ္ပါဒ်ကိုပြောင်းပြန်ဆင်ញင်သွားတာနော်လောကကြီးဟာတည်ပြီးတော့ဒုက္ခရောက်နေပါလားဘာဖြစ်လို့လဲဆိုရင်ကိုယ့်ကိုယ်လည်းစဉ်းစားကြည့်ပေါ့လေတို့တွေဟာပြဿနာပြေလဲနေတဲ့ဘဝမှာမဟုတ်တာတို့တွေဟာအခက်အခဲတွေကျုံနေကြတယ်ဘာအခက်အခဲတွေလဲဆိုအိုရတယ်နာရတယ်တေရတယ်တေပြီးရင်ပြန်မွေးအောင်မယ်မွေးပြီးရင်ပြန်တေအောင်မယ်မွေးလိုက်တေလိုက်နဲ့ဆုံးကြီးဆန်းကြီးတန်တရားထဲမှာဒီလိုလဲနေရတာရက်လို့မရတဲ့ပြဿနာကြီးတစ်ခုပဲလို့အိုခြင်းတို့နာခြင်းတို့တေခြင်းတို့ဆိုတာဒါလူတွေရဲ့မဖြေရှင်းနိုင်တဲ့အကြီးမားဆုံးသောပြဿနာကြီးတစ်ခုပဲလောကမှာလူတွေကလူမှုရေးပြဿနာတို့စီးပွားရေးပြဿနာတို့နိုင်ငံရေးပြဿနာတို့မိသားစုပြဿနာတို့ဒါကိုသာပြဿနာလို့ထင်တယ်။ဩရနာရာကိုပြဿနာလို့မယူဆကြဘူး။လူတဘာဝလို့ယူဆကြတယ်။အဲဒါကြောင့်မလို့ပြဿနာလို့မမြင်တဲ့မြတ်ကာလပတ်လို့ဘယ်တော့မှအဖြေထုတ်မှာမဟုတ်ဘူး။ပြဿနာဆိုလို့ရှိရင်တော့အဖြေရှာကြမှာဖြစ်တယ်။ဘုရားလောင်းနေကြတော့ဩရနာရာသိတာကိုပြဿနာလို့ယူဆတယ်။ problem ပေါ့။အဲ့တော့ဘုရားလောင်းနေရစဉ်းစားတယ်။လောကကြီးဟာအခက်အခဲတွေကျုံနေပါလား။အိုရတယ်နာရတယ်သိရတယ်။ပြန်ပြီးတော့မွေးရအောင်မယ်။ဒါဖြင့်ဒီအိုခြင်းသိခြင်းဆိုတာဘာကြောင့်ဖြစ်နေရတာတုံးဆိုတော့အဖြေထုတ်တဲ့အခါမွေးဖွားခြင်းဆိုတဲ့ဇာတိရှိနေလို့ဖြစ်နေတာပါလား။ဒါဖြင့်မွေးဖွားခြင်းကဘာဖြစ်လို့လာရတာတုံးလို့ဆိုဘဝရှိနေလို့ပါလား။ဘာဖြစ်လို့ဘဝကရှိရပြန်တာတုံးလို့ဆိုတော့ဥပါဒံဆိုတဲ့အစွဲလန်းရှိနေလို့ပဲဥပါဒံဆိုတဲ့အစွဲလန်းကဘာကြောင့်ရှိရတာတုံးဆိုတော့တဏှာဆိုတဲ့လူကျင်မှုရှိနေလို့ပဲတဏှာဆိုတဲ့လူကျင်မှုကဘာဖြစ်လို့ရှိရပြန်တာတုံးလို့ဆိုတော့ဝေဒနာလို့ခေါ်တဲ့ခံစားမှုစိတ်ရဲ့ခံစားမှုရှိလို့ပဲစိတ်ရဲ့ခံစားမှုကဘာဖြစ်လို့ရှိနေရတာတုံးလို့စဉ်းစားတော့အာယုန်နဲ့ဆုံပြီးတဲ့ဖတ်တာရှိနေလို့ပဲဒါဖြင့်အာယုန်နဲ့ဆုံပြီးတဲ့ဖတ်တာကဘာဖြစ်လို့ရှိရတာတုံးလို့ဆိုတော့မျက်စိနားနာလျှာကိုယ်စိတ်လို့ဆိုတဲ့အင်္ဂါရပ်တွေရှိနေလို့အာရဏ6ပါးရှိနေလို့ပဲဒါဖြင့်အာရဏ6ပါးကဘာဖြစ်လို့ရှိနေရတာတုံးဆိုတော့နာနေယုတ်တွေဖြစ်နေလို့ပဲနာယုတ်ကဘာဖြစ်လို့ဖြစ်ရပြန်တာတုံးဆိုတော့ဝိညာဉ်ရှိနေလို့ပဲဝိညာဉ်ကဘာဖြစ်လို့ရှိရတာတုံးဆိုသင်္ခါရဆိုတဲ့ကံတရားရှိလို့ဒါဖြင့်ဒီသင်္ခါရဆိုတဲ့ကံတရားကဘာဖြစ်လို့ဖြစ်ရတာတုံးလို့စဉ်းစားတော့အဝိဇ္ဇာကြောင့်ပဲလို့အဆုံးကနေပြီးတော့အစထီအောင်သွားတာဒါကတတိယအမျိုးအစားပဋိစ္စသမုပ္ပါဒိသနာလို့ခေါ်တယ်ဘုရားအလောင်းတော်တွေဟာအခုလို့နောက်ကျောင်းပြန်ပြီးတော့အကြောင်းတရားတွေကိုရှားပြီးတော့ဆင်ញင်စဉ်းစားသွားတာအကြောင်းကိုရှာတွေ့မှန်ကန်တဲ့အကြောင်းတရားတွေကိုရှာတွေ့နိုင်တယ်ပေါ့သစ္စာတရားဆိုတာလေအကြောင်းနဲ့အကျိုးပဲရှာတာပဲပဋိစ္စသမုပ္ပါဒ်လည်းအကြောင်းနဲ့အကျိုးရှာတာပဲဒါကြောင့်မို့သစ္စာနဲ့ပဋိစ္စသမုပ္ပါဒ်ဆိုတာအကျဉ်းနဲ့အကျယ်ပဲกว่าတယ်ပေါ့နောက်အမျိုးအစားတစ်ခုကတော့ဘယ်ကနေလာတော့လို့ဆိုတဲ့အခါကျတော့အလယ်ကနေပြီးတော့အစထိအောင်ပြန်သွားတာရှိတယ်ပေါ့အလယ်ကနေစပြီးတော့ပြန်သွားတယ်ဆိုတာဘယ်လိုပြန်သွားတာတော့ဆိုလို့ရှိရင်ဝေဒနာချုပ်လို့ရှိရင်ဒီဝေဒနာတရားဆိုပါစို့ဥပါဒံတရားကနေပြီးတော့နောက်ပြန်ပြီးတော့သွားလိုက်တဲ့အခါမှာဝေဒနာဖြစ်လို့ဝေဒနာဟာဘာကြောင့်ဖြစ်ရတယ်လဲဖတ်တာဖြစ်လို့ဖြစ်ရတယ်ဖတ်တာဘာကြောင့်ဖြစ်ရတယ်လဲဆိုပြီးတော့တလယရဏဖြစ်လို့ဖြစ်ရတယ်တလယရဏဘာကြောင့်ဖြစ်ရတယ်လဲလို့အလေကောင်ကနေဖောက်ပြီးတော့ရသော်ဘုရားကအလေကစပြီးတော့အစကိုသွားတာလည်းရှိတယ်ပေါ့အလုံးပေါင်းလိုက်တဲ့အခါကျတော့ပရိစ္ဆေသမုပ္ပါဒ်ကိုရသော်ဘုရားဟာအလယ်ကနေစပြီးတော့သွားတာလည်းရှိတယ်နော်ဆိုပါစို့ဝေဒနာဆိုတဲ့ခံစားမှုလေးတွေဟာဘာကြောင့်ဖြစ်ရတယ်လဲလို့အကြောင်းရှာတော့ဖတ်တာကိုတွေ့တယ်ဖတ်တာဟာဘာကြောင့်ဖြစ်ရတယ်လဲလို့အကြောင်းရှာတဲ့အခါမှာတလယရဏကိုတွေ့ရတယ်တလယရဏဘာကြောင့်ဖြစ်ရတယ်လဲလို့အကြောင်းရှာတဲ့အခါနာယုတ်ဒီတွေ့ရတယ်အဲ့ဒါလို့အလယ်ကနေပြီးတော့အစထီအောင်ရှာသွားတဲ့အကြောင်းရှာတဲ့နည်းနဲ့လည်းပဲပရိစ္ဆေသမုပ္ပါဒ်ကိုခေါ်တယ်ကောင်းပြီဒီကနေ့ပရိစ္ဆေသမုပ္ပါဒ်နဲ့ဝိပဿနာလို့ဆိုတဲ့တရားမှာသုဒ္ဓံတစ်ခုကိုခြေပြုပြီးတော့ဘုန်းကြီးတို့တွေမှတ်သားကြရအောင်ဘယ်လိုမှတ်သားမလဲလို့ဆိုရင်မြတ်စွာဘုရားသခင်ကိုရောမြတ်ကကြည့်လေ
ပရိစ္ဆေသမုပ္ပါဆိုတာအလုံးသိကြတဲ့အတိုင်းဒီဘဝမှာစလာတာကဘာလဲလို့ဆိုဝိညာဉ်ဘဝရဲ့အစဝိညာဏပရိသေစိတ်ဒီပရိသေစိတ်ကလေးဖြစ်လိုက်တာနဲ့တပြိုင်နက်နာနေယုတ်တွေဖြစ်တယ်နာနေယုတ်တွေဖြစ်လာတဲ့အခါမှာလူတွေမှာ organ လို့ခေါ်တဲ့ sense organ လို့ခေါ်တဲ့မျက်စိနာနာလျှာကိုယ်စိတ်တွေပေါ်လာပါလာသည့်အတွက်ကြောင့်မျက်စိရှိတော့မြင်စရာတွေမြင်တာပေါ့နားရှိတော့ကြားစရာတွေကြားတာပေါ့အဲ့ဒီမြင်စရာကြားစရာပြင်ပကအာယုန်နေနဲ့ဆက်သွယ်လာလို့ဆက်သွယ်မှုရလာတာဟာဒါဖတ်တာအဲ့လိုဆက်သွယ်မှုရလာလို့ရှိရင်အတွေ့အကြုံလို့ဆိုတဲ့ကောင်းဆိုးခံစားမှုဝေဒနာဆိုတာပေါ်လာအကောင်းစုခံစားမှုဝေဒနာကိုအကြောင်းပြုပြီးထိုဝေဒနာကောင်းတာခံစားရရင်နောက်ထပ်ခံစားခြင်းနဲ့ဆိုတဲ့တဏှာလာတာပဲအဲ့ဒီတဏှာလာလို့ရှိရင်ထိုတဏှာပေါ်မှာတဏှာခံစားရတဲ့အာယုံပေါ်မှာဆွဲလန်းမှုဆိုတဲ့တဏှာပြင်းထန်လာလို့ရှိရင်ဥပါဒံဖြစ်လာဥပါဒံကိုအခြေပြုပြီးတော့ဒါမျိုးရအောင်ကြိုးစားလာတယ်ကံတရားတွေကိုလှုပ်လာတယ်ကမ္မဘဝတွေဖြစ်လာကံတရားတွေလှုပ်လာသည့်အတွက်ကြောင့်ဘဝတစ်ခုရလာတယ်ခန္ဓာတွေကိုရလာဥပပတ္တိဘဝအဲ့လိုဘဝရှိလာသည့်အတွက်ကြောင့်ဇာတိဆိုတဲ့မွေးဖွားခြင်းဆိုတာလာတယ်မွေးဖွားခြင်းလာသည့်အတွက်ကြောင့်သရမရဏဆိုတာလာတယ်ဟောဘဝတစ်ခုဆင်ញင်စဉ်းစားကြည့်လိုက်လို့ရှိရင်ဒီတိုင်းပဲတွေ့ရမှာအဲ့တော့ဝိပဿနာရှုဖို့ရအတွက်ဆိုလို့ရှိရင်ကိုယ့်ရဲ့လက်တွေ့ဘဝမှာဘယ်အရာကိုဝိပဿနာရှုနိုင်တယ်လဲပရိစ္ဆေသမုပ္ပါကိုတန်တရားစက်ကြီးကိုဖြတ်ရင်ဘယ်ကနေဖြတ်ရမလဲလို့ဆိုတဲ့အခါမှာဆရာတော်ကြီးတွေကဟောတယ်ဝေဒနာပစ္စယတဏှာဆိုတဲ့နေရာမှာဖြတ်ရမယ်လို့အဲ့တော့ဖြတ်ပြီဆိုတဲ့အခါမှာတဏှာမဖြစ်အောင်လုပ်တဲ့ဤစနစ်တွေကဘာတွေလဲလို့ဆိုရင်ဒါဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်အဲ့ဒါလို့ဖြတ်တဲ့အခါမှာဝေဒနာကိုအာယုံအဖြစ်အသုံးချပြီးတော့ဖြတ်တာရှိတယ်ဝေဒနာမဟုတ်ဘဲနဲ့ဖတ်တာတို့တလယရဏတို့ကိုအာယုံဖြစ်ဝိပဿနာတရားရဲ့အာယုံဖြစ်ကိုအသုံးချပြီးတော့ဖြတ်တာရှိတယ်ပေါ့ဆိုလိုတာကတော့တဏှာကိုမဖြစ်အောင်ကြိုးစားဖို့တရားထုတ်တယ်ဆိုတာတဏှာပယ်ဖို့အတွက်ကြိုးစားအထုတ်တယ်တဏှာပယ်နိုင်ဖို့အတွက်ဘာကိုမြင်အောင်ကြည့်ရမှာတော့လို့ဆိုလို့ရှိရင်ဒုက္ခသစ္စာကိုမြင်အောင်ကြည့်ဖို့လိုတာပဲအဲ့ဒီမဲ့ဝိညာဏတို့နာမရူပတို့တလယရဏတို့ဖတ်တာတို့ဝေဒနာတို့ဆိုတာဒုက္ခသစ္စာတွေပဲအဲ့ဒီဒုက္ခသစ္စာတွေကိုအမှန်တိုင်းမြင်အောင်အသိဉာဏ်တစ်ခုရရှိလာအောင်ကြိုးစားအထောက်တာမဂ္ဂင်၈ပါးအချင်းတရားပွားများအထောက်တာဒါကြောင့်မို့လို့ပရိစ္ဆေသမုပ္ပါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားသုတ်တန်တစ်ခုမှာဟောထားတာသက္ခုံစပဋိစ္စရူပေစဥပ္ပစ္စတိသက္ခုဝိညာဏတိဏ္ဏသင်္ကတိဖတ်တော်ဖြစ်ပေါ်ပုံလေးကိုမြတ်စွာဘုရားအကြည့်ဘုန်းကြီးတို့တွေအာယုံပြုပြီးတော့ကိုနေစနဲ့အမျှမျက်လုံးလေးဖွင့်လိုက်တာနဲ့တပြိုင်နက်နော်ဒီတဘာဝတရားတွေဖြစ်လာပုံကိုတတိထားတတ်ဖို့မျက်လုံးလေးဖွင့်လိုက်တာနဲ့တပြိုင်နက်မြင်စရာအာယုံတစ်ခုဟာမျက်လုံးနဲ့လာပြီးတော့ဆုံမိတယ်ဆုံမိတဲ့အခါမှာမြင်ခြင်းဆိုတဲ့မြင်သိစိတ်သက္ကဝိညာဉ်စိတ်ပေါ်လာတယ်အဲ့ဒါကိုပါဠိလိုမြတ်စွာဘုရားကဟောတာသက္ခုံစပဋိစ္စရူပေစဥပ္ပစ္စတိသက္ခဝိညာဉ်ဆိုလိုတာကမျက်စိရဲ့အဆင်းအာယုံရဲ့ဒီနှစ်ခုကိုဆွဲမိပြီးတဲ့အခါမှာမြင်သိစိတ်ကလေးဖြစ်လာရတာပါလို့ဟောတော့မြင်သိစိတ်ကလေးကိုဖြစ်လာရတယ်ဆိုတဲ့မြင်သိစိတ်ကလေးကိုဒါဝိပဿနာရှုနိုင်သက္ခုပတာရကိုလည်းပဲဝိပဿနာရှုလို့ရတယ်သက္ခုပတာရမှာထင်ဟပ်လာတဲ့ရူပယုံကိုလည်းပဲဝိပဿနာရှုလို့ရတယ်ထိုနှစ်ခုစုံစည်းမှုကြောင့်ဖြစ်ပေါ်လာတဲ့သက္ခုဝိညာဉ်စိတ်လေးကိုလည်းဝိပဿနာရှုလို့ရတယ်ပေါ့အဲ့ဒီလိုသက္ခုဝိညာဉ်စိတ်လေးပေါ်လာတဲ့အခါမှာတိဏ္ဏသင်္ကတိဖတ်တော်အဲ့ဒီသုံးခုစုံမိခြင်းကြောင့်ဖတ်တာဆိုတဲ့သဘာဝတရားတစ်ခုထပ်ပြီးတော့ပေါ်လာတယ်ဒီဖတ်တာကိုဘာဖြစ်လို့အဓိကထားပြီးတော့ပြောရတာတော့ဆိုတော့အာယုန်နဲ့စိတ်စုံမိမှုပြင်းထန်လေလေခံစားမှုကပေါ်ထင်ရှားလေလေမစုံမဲနဲ့ခံစားမှုဆိုတာမဖြစ်ဘူးစဉ်းစားကြည့်လေဒီကိုယ်ရှိမှဖတ်တာရဲ့အာယုန်ကိုတိုက်ခိုက်တဲ့သဘောဟာဘယ်လောက်ထင်ရှားတယ်ဆိုတော့စဉ်းစားကြည့်
ကိုယ့်ရှိမှလာပြီးတော့တစုံတစ်ယောက်ကအမတန်ချင်တဲ့အသီးတစ်ခုကိုစားမယ်ဆိုလို့ရှိရင်ကိုယ့်ကိုလာထိတာလည်းမဟုတ်ဘဲနဲ့ဘာဖြစ်လို့တွေးစီးလာရတယ်လဲပေါ့အဲ့ဒါဟာဖတ်တာရဲ့ထိခိုက်မှုသဘောပဲကြောက်တတ်တဲ့လူတစ်ယောက်ဟာကိုယ့်ရှိမှတွေးရဲရဲတန်ရဲရဲမြင်အလိုလိုရှော့ဖြစ်သွားတာဘာဖြစ်လို့ဖတ်တာရဲ့သဘောပဲပေါ့အဲ့တော့အာယုန်နဲ့စိတ်နဲ့ဆုံမိလာတဲ့ဖတ်တာပြင်းထန်လေခံစားမှုဝေဒနာဟာပြင်းထန်လာလေဒါကြောင့်မို့ဖတ်တာကိုခေါင်းတက်ပြီးတော့ပြောအဲ့တော့စိတ်ဖြစ်လာပုံလေးကိုကြည့်မယ်ဆိုရင်ရူပါယုံနဲ့အစဉ်ဆုံလိုက်တဲ့အခါမှာစက္ခုဝိညာဉ်စိတ်ပေါ်လာတယ်ဒါပရိစ္ဆေသမုပ္ပါဒ်မှာကြတော့မြတ်စွာဘုရားကဘယ်လိုပြောတော့ဆိုသလယရဏပစ္စယဖတ်တော်လို့တွေဟောလိုက်တာသို့တော့အဲ့ဒီဒေသနာတော်နဲ့ဒီတခြားသုတ်တန်ဒေသနာတော်မှာဟောတဲ့အခါကျတော့စက္ခုနဲ့ရူပါယုံနှစ်ခုဆုံလို့စက္ခုဝိညာဉ်စိတ်ပေါ်တယ်လို့ဟောဒီလိုဟောတယ်အဲ့ဒီလိုစက္ခုဝိညာဉ်စိတ်ပေါ်လာတဲ့အခါမှာရူပါယုံရဲ့စက္ခုပတာရရဲ့မြင်သိစိတ်ကလေးရဲ့ဒီသုံးခုဆုံလိုက်တဲ့အခါဘာဖြစ်လဲတိဏ္ဏသင်္ကတိဖတ်တော်လို့ဟောတို့ကပရိစ္ဆေသမုပ္ပါဒ်မှာသလယရဏပစ္စယဖတ်တော်လို့ဟောတာအဲ့တော့သလယရဏဆိုတဲ့ထဲမှာလည်းပဲကြည့်အဓိကကတော့စက္ခုကိုဟောပြတာစက္ခုပတာရပစ္စတိကာယရဏဘာဣဒယရဏကိုယူမယ်ဆိုလို့ရှိရင်ရူပယရဏရူပယရဏနဲ့စက္ခာယရဏဒီနှစ်ခုပေါင်းစုံလိုက်တဲ့အခါမှာစက္ခုဝိညာဉ်စိတ်ဖြစ်လာတယ်ဆိုတာပရိစ္ဆေသမုပ္ပါဒ်မှာမထည့်ဘူးမထည့်ဘဲနဲ့သလယရဏပစ္စယဖတ်တော်လို့မြတ်စွာဘုရားကထင်ရှားတဲ့အရာတစ်ခုကိုယူပြီးပရိစ္ဆေသမုပ္ပါဒ်မှာဟောတာဒါပေမဲ့လို့တခြားသုတ်တန်တွေနဲ့ဖြည့်ဆွတ်ပြီးတော့နားလည်ရမှာကတော့သလယရဏပစ္စယဝိညာဏံလို့တစ်ခါလာတာပဲ။ဘာဖြစ်လို့လဲဆိုစက္ခုံစပဋိစ္စရူပေစဥပ္ပစ္စတိစက္ခုဝိညာဏမျက်စိနဲ့အစင်းဆုံလိုက်လို့ရှိရင်စက္ခုဝိညာဉ်စိတ်လေးပေါ်တယ်။အဲ့ဒီစက္ခုဝိညာဉ်စိတ်လေးပေါ်လာမှစက္ခုဝိညာဉ်စိတ်နဲ့အတူတကွဖြစ်လာတဲ့ဖတ်တာဆိုတဲ့သဘောတရားလေးဟာပေါ်လာတာဖြစ်တယ်။ဒီလိုဆိုတာအဲ့တော့ပဋိစ္စသမုပ္ပါဒ်မှာကြတော့သလယရဏပစ္စယဖတ်တော်လို့ဟောလိုက်တဲ့ဖြင့်သလယရဏပစ္စယဖတ်တော်ချထဲမှာဘာကိုမြုပ်ထားတယ်လဲလို့ဆိုလို့ရှိရင်မျက်စိနဲ့အစင်းဆုံလို့မြင်သိစိတ်ကလေးပေါ်တယ်သို့မဟုတ်ကြားသိစိတ်ကလေးပေါ်တယ်ဆိုတာကိုမြတ်စွာဘုရားထည့်ပြီးတော့မပြောတော့အဲ့ဒါကိုတခြားသုတ်တန်နဲ့ဖြည့်ပြီးတော့နားလည်ကြရတယ်အဲ့တော့ဝိပဿနာရှုပြီးဆိုတဲ့အခါကျတော့ဒါတွေကိုအကုန်လုံးတခြားသုတ်တန်တွေမှာရှုပြအဲ့ဒီတည်းမှာသက္ကဝိညာဉ်စိတ်ကလေးကဘာကြောင့်ဖြစ်တယ်လဲလို့ဆိုရင်အကြောင်းနှစ်ခုကိုဆွဲပြုပြီးတော့ဖြစ်တယ်တဲ့အကြောင်းနှစ်ခုဆိုတာဘာလဲမျက်စိနဲ့အဆင်းအာယုနော်ဒါကအမြဲတမ်းထင်ရှားတယ်ပေါ့ကိုယ်မှမျက်စိလည်းကောင်းတယ်အဆင်းအာယုနဲ့လည်းဆုံပြီးတယ်ဆိုလို့ရှိရင်ဒီမြင်သိစိတ်ကလေးကပေါ်လာတာပဲတိုက်ခိုက်လိုက်လို့ပေါ်လာတာစောင်းညိုးနဲ့လက်နဲ့ထိလိုက်တဲ့အခါမှာစောင်းတန်လေးထွက်လာတယ်လို့ပဲမြင်သိစိတ်လေးဟာလည်းပဲဒီတိုင်းပဲစက္ခုပတာရနဲ့ရူပါယုံဆုံလိုက်တဲ့အခါမှာမြင်သိစိတ်ကလေးတခုထွက်ပေါ်လာတယ်အဲ့ဒီမှာစက္ခုပတာရဆိုတာရုပ်တရားရူပါယုံဆိုတာလည်းပဲရုပ်တရားစက္ခုပတာရဆိုတာဖြစ်ပြီးရင်ပြတ်သွားတဲ့အရာသာဖြစ်တယ်ရူပါယုံကလည်းဖြစ်လာပြီးတဲ့နောက်ပြတ်သွားတဲ့အရာသာဖြစ်တယ်မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကဝိပဿနာရှုခွက်အနေနဲ့ဓွာရတုတ်တံမှာဟောထားတယ်ဓွာရတုတ်တံမှာဘယ်လိုဟောထားတုံးဆိုမျက်စိနဲ့အစင်းဒီနှမျိုးကိုအကြောင်းပြုပြီးတော့မြင်သိစိတ်ဖြစ်တယ်တဲ့နားနဲ့အတန်ဒီနှမျိုးဆုံမိတာကိုအကြောင်းပြုပြီးတော့ကြားသိစိတ်ဖြစ်တယ်နှာခေါင်းနဲ့အနံ့ဒီနှမျိုးဆုံမိတာကိုအကြောင်းပြုပြီးတော့နာမ်သိစိတ်ဖြစ်တယ်လျာနဲ့အရသာဒီနှစ်ခုဆုံမိတာကိုအကြောင်းပြုပြီးတော့လျက်သိစိတ်ဖြစ်တယ်ခန္ဓာကိုယ်နဲ့ဖွတ်တပအထီးအတွေ့အာယုဆုံမိတာကိုအကြောင်းပြုပြီးတော့ထိပိစိတ်ဖြစ်တယ်စိတ်နဲ့ဓမ္မအာယုဆုံမိတာကိုအကြောင်းပြုပြီးတော့တွေးပြီးစိတ်ဖြစ်တယ်လို့ဟောဒီလိုဟောခဲ့တာဟုတ်အဲ့ဒီဓွာရတုတ်မှာအကြောင်းနှစ်ခုကြောင့်စိတ်လေးတွေပေါ်လာပုံကိုပြောတယ်အဲ့ဒီဟောပြီးတော့မြတ်စွာဘုရားဝိပဿနာရှုခွက်ကိုဘယ်လိုဟောတော့ဆိုတော့အဲ့ဒီမှာတဲ့မြင်သိစိတ်ကလေးပေါ်လာတာကိုကြည့်ပြီးတော့ဒီမြင်သိစိတ်လေးရဲ့အကြောင်းဟာစက္ခုပတာရနဲ့ရူပါယုံပဲ
Eri Saku Padara Hale, Mamere Anisa, Rubayo Haleve, Mamere Anisa. Anisa Sure the Boa Hotawa, Abawa, David Paul. Anisa Sure the Boa, Mapiking at Tania Masunida Mahopu. No, Ahotawa, Tambodi. Tania Masudhara Mahopene, a John Daisama, Chipola, Ahotawa. A John so Milu, the game machine Niagani, Chipovido Lagere. So I do Capovido Tinsha, Ubamane Chia. See D like there, so I do. See Lene, Tone see go D there, look so that come, ha. Tone see so me like that come. See than later border. Either this see than later, but digging up. See Jana Vienema, only that let me see you. Totema, only that let me see you. Pennyama, only that me you. Todo, see net, see did it, see Jana Vienna, see did it, tea light had it than it than the border. Era would Yora. A John so much polar absolute. Hold the war. Saya a Johnny John, Chipola Bido, Abawa, Yabdo. The canal leave she. Magicking a less soonida Mahogu, Chipola being a Piotwara go, Anisalo, Dilupura. Era go way, a Nubra Dodama, Ahodawa, Tambodi, Hodawa, Petit Witty look. Anisa Laganai, the bow, Dilucinja. Ahodawa, Nagoga, Teniayama, she need a Mahopene, Tambodi, a Johnny Sonekama, Polare. Hodawa, a Johnson look, Pola bead and Nama level, Petit Witty, lower Pioque with one head. Mamierusula, Era of Piora, no. Mamierusula, Era of Piora. Era Ru, Sakudara Liga le Mamieru, Rubayon ale Mamieru, Mamiere Saku Rubayo, Dinaku, Swami Bido, Pipola de Saku in Celia, Pema Miemele. Yasavia. Adinya net, Pedro Sinimbo, Anumana Api, Niemova, Anisa, Lambutan, Kudo Nisan, Boy the D, Sagalo, don't you be the horror. Anisa Lambutan, Anisa, Pite, a Chandia Jom, Chipola de Tayaha, Kudo Nisan, Boy the D, Pema Miere dia, Holy Mamma. Soluraga, Pirate, Amiga, Muire, Tadami, Pema Madi, Venimle, Tabio. Era do it who Pisirade, a Jondiaga, Anisa Chenima, two John Chillade, a Julia, Pema Nesa, Chenai Mamale, Sure, Adinyan, Yabuya, Yasofia, did the water. Ero, Sakubadara, Mamieru, Youngway that day, the beautiful pit that day, Rubayo Haleve, Mamieru, Youngway that day, the beautiful pit that day. Eri Mamie, Youngway that be the beautiful pit that day. A young Naku, Jambu be Pipola, Mindi say to, Jadi say to, Sorari Haleve. Mamieru, that Youngway that day, the beautiful pit that day. Kilo Yas of Yadaki and Goramiaga. Raise out the Mobama. Saku Ruba, Saku Winyana Sorari, Mamiere the Bogu, Shumba Bide Kama. Kainan Dengadi Pado, Eddie Mamiere the Mawadiari, so medio, Polare, Pada Sorale, Pelolobido Miemle. Mamiera ego, Chikambido, Chipolare, Pada Sorale, Mamieru. Pada Soragule, Chaumu Quebio, Hore. Yasiga Miembido, Ione Dusona, Saku Pada. Naga Jabio, the Ione Dusona, Toda Tampada, no. Dilu, Dwara Chaubama, Pada le Chaumu. Eri Pada Chaumu Haleve, Mamieru. To Pada Chaumu, Shidi Dweja. Kazamu Lady Gale, Polale. Tidwe Bima, a great Josora Yarali. Do you need Masabu Vene, do you need Kamala Sodala, Loloma Medina, Ubo? Wirena Soda, Padane. The Ionet Saint, so media Kama, Tosega, Kazamusura, Pola Nina. Kaoye, Duka Wirena, Magauna, Kazaya, Doka Wirena, Kaon, Magaun Naku, Matin Shalushin, Adoka Maduka Wirena.
အဲ့ဒီခံစားမှုတွေဟာလည်းပဲဖတ်တာဆိုတဲ့မမြဲတဲ့အကြောင်းတရားကိုစွဲမိပြီးတော့ဖြစ်တာဖြစ်သောကြောင့်သူတို့ဟာလည်းပဲမမြဲတဲ့သဘောတရားတွေပဲအဲ့လိုဝေဒနာထိအောင်ဝိပဿနာဉာဏ်ဖြင့်ရှုဆင်ခြင်မှုရအတွက်ပရိစ္ဆသမုပ္ပါအနေနဲ့ဒီသုတ်တံကဒီလိုဟောပေးထားတာအဲ့တော့ပရိစ္ဆသမုပ္ပါရှုခွက်အနေနဲ့ပဲပရိစ္ဆသမုပ္ပါကိုကြည့်ပြီးတော့ဝိပဿနာရှုတာအဲ့ဒါလို့မျက်စိကမြင်တဲ့ဟာနဲ့ပတ်သက်ပြီးတော့ဝေဒနာထိအောင်ရှုဖို့နားကအတန်ကြားပြီးတော့ဝေဒနာတိုင်အောင်ဝိပဿနာရှုဖို့နှာခေါင်းကအနံ့ရပြီးတော့ဝေဒနာဖြစ်ပေါ်လာသည့်အခါဝိပဿနာရှုဖို့အဲ့ဒီတဘာဝတရားတွေကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ပရိစ္ဆသမုပ္ပါကိုပစ္စုပန်ကြဆင်ញင်သုံးသပ်ပြပြီးတော့ဝိပဿနာရှုနည်းကားကိုမြတ်စွာဘုရားဟောခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့ပရိစ္ဆသမုပ္ပါဟာတကယ်တော့အကြောင်းတရားတွေကိုဖော်ပြတာဖြစ်တော့အကြောင်းတရားတွေဖော်ပြရင်အကျိုးတရားတွေကိုလည်းပဲထည့်သွင်းပြီးတော့ပြသွားတာ။အဲ့ဒီထဲမှာဝိညာဏယုတ်သလရဏဖတ်တဝေဒနာဆိုတဲ့ဒီသဘာဝတရားတွေဟာပိုင်းခြားပြီးတော့သိရမယ့်တရားတွေသာဖြစ်တယ်။ဖယ်ရှားပြရမယ့်တရားတွေမဟုတ်ဘူး။ဖယ်ရှားပြရမယ့်တရားတွေကတော့တဏှာတို့ဥပါဒဏ်တို့သာဖြစ်တယ်။တဏှာဥပါဒဏ်နဲ့အစဉ်တွဲဖက်ပြီးတော့လာတတ်တဲ့အဝိဇ္ဇာဆိုတဲ့တရားတွေဖယ်ရှားပြရမှာဖြစ်တယ်။ကိလေသာတွေကိုသာဖယ်ရှားကြရမှာဖြစ်တယ်။ဒါမို့ဝိပဿနာကျင့်စဉ်တစ်ခုကျင့်ပြီဆိုတဲ့အခါမှာဘာအတွက်ကျင့်ရတာလဲလို့ဆိုရင်ဝိပဿနာကျင့်စဉ်ဟာဘယ်ပေါ်မှာကျင့်ရမလဲလို့ဆိုလို့ရှိရင်ဥပါဒံဖြစ်ရတဲ့ဆွဲလန်းမှုဖြစ်ပေါ်လာနိုင်တဲ့ယုံ nant တရားတွေပေါ်မှာဝိပဿနာကျင့်စဉ်ကိုကျင့်အခုကြည့်လေမျက်စိနဲ့မြင်ပြီးဆွဲလန်းမှုဖြစ်တယ်နားနဲ့ကြားပြီးဆွဲလန်းမှုဖြစ်နိုင်တယ်နှာခေါင်းနဲ့နံပြီးလျှာနဲ့လျက်ပြီးခန္ဓာကိုယ်နဲ့ထိတွေ့ပြီးဆွဲလန်းမှုတွေဖြစ်လာတယ်အဲ့ဒီဆွဲလန်းမှုဖြစ်လာနိုင်တဲ့ဒီအာရဏ6ပါးတို့နော်မျက်စိကိုလည်းဆွဲတာပဲရူပယုံကိုလည်းဆွဲတာပဲမြင်သိစိတ်ကိုလည်းဆွဲတာပဲဆုံပြီးလို့ဖြစ်ပေါ်လာတဲ့ဖတ်တာကိုလည်းဆွဲတာပဲဝေဒနာကိုလည်းဆွဲတာပဲအဲ့ဒါလို့ဆွဲလန်းเสียအာယုန်ဒီပုံမှာထိုဆွဲလန်းမှုကိုဖယ်ရှားနိုင်ဖို့အတွက်အာယုန်ရဲ့သဘာဝကိုမှန်မှန်ကန်ကန်သိအောင်ပိုင်းခြားပြီးတော့သိအောင်ဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်တာအဲ့ဒါဟာဝိပဿနာကျင့်တဲ့အခါမှာသူ့ရဲ့အာယုန်တွေပဲအဲ့ဒါလို့ကျင့်ကြံကြိုးကုပ်အားထုတ်လို့အနိစ္စသဘောကိုမြင်ပြီးဆိုလို့ရှိရင်ယတနိစ္စံတန်ဒုက္ခံလို့ဆိုတဲ့အတိုင်းဒီမမြဲတဲ့သဘောရဲ့နှိစ္စမှုကြောင့်ဒုက္ခလို့ပြောတာယံဒုက္ခံကရဏတ္တာလို့ဆိုတဲ့အတိုင်းဒုက္ခဖြစ်တဲ့သဘာဝတရားဟာဘယ်တော့မှအတ္တဆိုတာမဖြစ်နိုင်ဘူးကိုယ်အလိုတိုင်းလိုက်နိုင်တဲ့တရားဆိုတာမဖြစ်နိုင်ဘူးအနတ္တသာဖြစ်တယ်လို့အနိစ္စမြင်ဒုက္ခလည်းမြင်တယ်အနတ္တလည်းမြင်တယ်ဟုတ်အဲ့ဒါလို့ပရိစ္ဆသမုပ္ပါမှာပါတဲ့ရှုရမယ့်တရားတွေကိုရှုရင်းကနေပြီးဝိပဿနာဉာဏ်တက်လာပြီဆိုလို့ရှိရင်ဝိပဿနာဉာဏ်တက်တယ်လို့ဆိုတာဝိဇ္ဇာဉာဏ်ဖြစ်တာပဲဝိပဿနာဆိုတဲ့ဝိဇ္ဇာဉာဏ်သည်ထိုအတိတွေပေါ်မှာဖုံးလွှမ်းထားတဲ့အာယုန်တွေပေါ်မှာအမှန်မသိအောင်ဖုံးလွှမ်းထားတဲ့အဝိဇ္ဇာကိုဖယ်ရှားခြင်းပဲဖြစ်တယ်အဝိဇ္ဇာကိုဖယ်ရှားပစ်လိုက်တဲ့အခါမှာတွေ့တာမှုဆိုတဲ့တဏှာကိုလည်းဖယ်ရှားလိုက်တယ်ဆွဲလန်းမှုဆိုတဲ့ဥပါဒံကိုလည်းဖယ်ရှားလိုက်တယ်ဆိုလိုတာကသစ္စာ၄ပါးနဲ့ပြောမယ်ဆိုရင်မဂ္ဂသစ္စာနဲ့ဒုက္ခသစ္စာကိုဆင်ញင်သုံးသပ်လိုက်တဲ့အခါမှာဒုက္ခသစ္စာကိုဖြစ်ပွားစေတတ်တဲ့သမုဒိယသစ္စာလို့ဆိုတဲ့တဏှာဥဆောင်တဲ့ကိလေသာတွေကိုဖယ်ရှားပစ်ဖို့ကြိုးစားတာပဲဖယ်ရှားပစ်လိုက်ပြီဆိုလို့ရှိရင်ဒုက္ခនិရောဓဒုက္ခငြိမ်းတယ်ဆိုတဲ့နိဗ္ဗာန်ကိုလည်းပဲမျက်မှောက်ပြုနိုင်မှာဖြစ်တယ်။ဒါကြောင့်မို့ဒီကနေ့ဘုရားမြတ်စွာဒီကဆုံလာပြီဘုရားနေ့မှာမြတ်စွာဘုရားသခင်ကိုရောမြတ်ဟောကြားတော်မူခဲ့တဲ့ပစ္စုပန်ပဋိစ္စသမုပ္ပါမှာသက္ခုံစပဋိစ္စရူပေစဥပ္ပစ္စတိသက္ခုဝိညာဏမျက်စိနဲ့အဆင်းကိုအမိပြုပြီးတော့သက္ခုဝိညာဉ်စိတ်ဖြစ်တယ်ဒိဋ္ဌံသင်္ကတိဖတ်တော့အဲ့ဒီတရား၃မျိုးပေါင်းစုံပြီးလို့ရှိရင်ဖတ်တာဆိုတာဖြစ်တယ်ဖတ်တာဖြစ်လာရင်ဖတ်တာပစ္စယဝေဒနာရှိဖြစ်လာတယ်ဝေဒနာပစ္စယတဏှာဝေဒနာဖြစ်ရင်တဏှာဖြစ်လာ
တဏှာပစ္စယဥပါဒနာတဏှာဖြစ်လို့ရှိရင်ဥပါဒံဖြစ်တယ်ဥပါဒနာပစ္စယဘဝဆွဲလန်းမှုဖြစ်လာတယ်ဆိုလို့ရှိရင်ကာမဘဝဥပပတ္တိဘဝဆိုတာရှိလာတယ်ကာမဘဝဥပပတ္တိဘဝရှိလာရင်ဘဝပစ္စယဇာတိလို့ဆိုတဲ့မွေးဖွားခြင်းဆိုတာဖြစ်ပေါ်လာမယ်ယုံ nant ခန္ဓာတွေဖြစ်ပေါ်လာမှုဆိုတာလာမယ်အဲ့ဒီဇာတိလာလို့ရှိရင်ဇာတိပစ္စယစရမရဏံဆိုတဲ့အိုခြင်းပေခြင်းဆိုတဲ့ဒီပြဿနာဟာပေါ်လာမှာပဲဒီကြားထဲမှာလည်းပဲတောကတို့ပရိဒေဝတို့ဒုက္ခတို့ဒေါမနတတို့ဥပါယတလို့ဆိုတဲ့ဒီတဘာဝစိတ်ကိုပူလောင်စေတတ်တဲ့တဘာဝတရားတွေအားလုံးဟာဖြစ်လာမှာပဲဒါတွေအားလုံးဒီဒုက္ခတွေကကျင့်ကြံလို့ရှိရင်မလုပ်ရမလဲဆိုတခုတည်းသောလမ်းကြောင်းဟာမဂ္ဂင်၈ပါးအကျင့်တရားပဲဖြစ်တယ်ဒါကြောင့်မို့မဟာသတိပဋ္ဌာန်သုံးပါးမြတ်စွာဘုရားကဧကာယနောအယံဘိက္ခဝေမက္ခောလို့သတိပဋ္ဌာန်ဥဆောင်တဲ့မဂ္ဂင်၈ပါးအကျင့်တရားကိုပဲရည်ညွှန်းပြီးတော့တတ္တနံဝိတ္တုရိယတတ္တဝါတွေကိလေသာဆိုတဲ့အညစ်အကြေးတွေကစင်ကြယ်စေဖို့အဲ့ဒါလို့စင်ကြယ်မှုဆိုတာဘာတွေမရှိမှဖြစ်တယ်လဲလို့ဆိုရင်တောကပရိဒေဝနံအထင်ကမာယဒုက္ခဒေါမနတံတောကပရိဒေဝနံသမတိတ်ကမာယဒုက္ခဒေါမနတံအထင်ကမာယတောကပရိဒေဝလို့ဆိုတဲ့စိတ်ရပူလောင်မှုတွေပူပင်မှုတွေကျော်လွှားနိုင်မှဒုက္ခဒေါမနတံအထင်ကမာယကိုဆင်းရဲမှုစိတ်ဆင်းရဲမှုတွေလုံးဝချုပ်ငြိမ်းသွားမှစင်ကြယ်မှုဆိုတာဖြစ်တယ်ဒါဖြင့်အဲ့ဒီစင်ကြယ်မှုရဖို့ရာအတွက်နိလန်းကဘာလဲလို့ဆိုရင်ညာယတအဓိကမာယဒီတောကတွေပရိဒေဝတွေဒုက္ခတွေဒေါမနတတွေဆိုတဲ့စိတ်ကိုပူလောင်စေတတ်တဲ့ဒီအဆိုးလေးမျိုးကိုဘာနဲ့ဖယ်ရှားနိုင်တာတော့ဆိုမက္ခနဲ့ဖယ်ရှားနိုင်ဒါကြောင့်အဲ့ဒီနိဗ္ဗာန်ကိုရောက်စေနိုင်တဲ့လမ်းကြောင်းဆိုတာညာယဆိုတာတခြားကိုပြောတာမဟုတ်ဘူးဝိပဿနာကျင့်စဉ်နဲ့မဇ္ဈိမပဋိပဒါကျင့်စဉ်ကိုညာယလို့ခေါ်တာပဲအစင်းမြင့်ဆုံးကြတော့မက်တရားကိုညာယလို့ခေါ်တာပဲအဲ့တော့ဝိပဿနာအကျင့်တရားနဲ့မက်တရားကိုညာယအဲ့ဒီညာယဆိုတဲ့တရားကိုရရှိဖို့ရဟာလည်းပဲဒီလမ်းကပဲသွားရမယ်အဲ့ဒီညာယဆိုတဲ့လမ်းကိုတွေ့ပြီဆိုလို့ရှိရင်ဘာရမလဲဆိုရင်နိဗ္ဗာန်တသစ္စိကရိယာယနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တယ်လို့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ပြီဆိုတော့မှတတ္တနာဝိတ္တုဒ္ဓိယအလုံးဟာစင်ကြယ်သွားမှာဖြစ်တယ်လို့ကျင့်စဉ်တစ်ခုကအကျိုး9မျိုးရရှိကုန်ကိုမဟာသတိပဋ္ဌာန်သုံးပါးမြတ်စွာဘုရားဟောကြားတော်မူခဲ့ပါတယ်ဒါကြောင့်ပရိစ္ဆသမုပ္ပါဒ်ကနေပြီးတော့ဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်ကြံကြိုးကိုအားထုတ်ဖို့တန်ယုတ္တနိကေထိုသုတ်တိမှာမြတ်စွာဘုရားဟောထားတာကိုနမူနာယူပြီးတော့မိမိတို့ရဲ့လက်တွေ့ဘဝမှာအာယုန်တွေနဲ့မြင်တိုင်းကြားတိုင်းနော်နာတိုင်းအရသာတွေ့တိုင်းခန္ဓာကိုယ်နဲ့ထိတိုင်းစိတ်ထဲမှာကြံတွေးတိုင်းဟောဒီဖြစ်စဉ်ကြီးတွေနဲ့ဖြစ်ပြီးတော့ဖြစ်နေတဲ့အခါမှာအဝိဇ္ဇာအခြေခံပြီးတော့တဏှာတွေဥပါဒဏ်တွေမဖြစ်ရလေအောင်အသိဉာဏ်ဆိုတဲ့ဝိပဿနာဉာဏ်နဲ့အမြဲတမ်းရှုမြင်သုံးသပ်နေမှသာလျှင်အဝိဇ္ဇာပျောက်ပြီးတော့တဏှာဥပါဒဏ်တွေအလုံးပျောက်ကွယ်လို့ကိလေသာဝတ္တိကုံဆုံးတဲ့အခါမှာကာမဝတ္တိအကျိုးတရားကိုမထုတ်နိုင်ပြီးဝိပါကဝတ်ကုံဆုံးသွားတဲ့အခါမှာဝတ်သုံးပါးကနေကင်းကွာလို့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်မှာဖြစ်တယ်ဆိုတဲ့မှန်ကန်တဲ့ကျင့်စဉ်တရားအတိုင်းကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း